Hello အားလုံးပဲမင်္ဂလာပါဒီနေ့ Global Speak ကနေကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ကတော့ဗာလေ့ကျင့်ခန်းလေးလုံးမှာဆိုတဲ့ခါကျတော့ lower body ပေါ့နော် lower body exercise မှာဆိုလို့ရှိရင်ပြီးတော့တင်မကြတာကိုဦးစားပေးပြီးလုံးလုံးမယ်ပေါ့နော်ဒါပေမဲ့လည်းဒီ lower body day ဆိုတာဖြစ်တဲ့အတွက် leg and glutes ကိုနှစ်ခုစလုံးဦးစားပေးပြီးတော့လုံးမှာဖြစ်ပါတယ်ပေါ့နော်အဲကြောင့်မလို့ဒီပြီးတော့ကျတော့ဒီနှစ်ခုစလုံးကိုအသားပေးပြီးတော့လုံးမယ်ဒီ focus ထားမယ်ဆိုတဲ့ခါကျတော့ specialize နေနေဆိုလို့ရှိရင်တော့ gluteကိုဦးစားပေးပြီးလို့ရှိရင်ပြီးတော့ဒီပုံစံမျိုးလေးနဲ့အရင်စမယ်ပေါ့နော် hip thrust ပြီးဆိုလို့ရှိရင်ဒီ knees ကကြတော့ပြီးတော့ဒီ leg press တွေပါမယ်ပြီးဆိုလို့ရှိရင် single leg variation လေးပါမယ်ပေါ့နော်ဒါကြတော့ဗါလဲဆိုတော့ဒီ barbell နဲ့ barbell ကနေပြီးလို့ရှိရင်နောက်ကို reverse lunge လုပ်တဲ့အချိန်မှာအနောက်ကိုတစ်လှမ်း single leg variation ထပ်သွားတဲ့ပုံစံလေးကိုဒီလိုပုံစံလေးယူမယ်ပေါ့နော်အဲ့တော့အနောက်ကိုယူတဲ့အချိန်မှာပြီးတော့ဒီမကြွပါအောင်လဲလှုပ်လှုပ်ပြီးသားဖြစ်မယ်ပြီးပြီဆိုလို့ရှိရင်ဒီပေါင် quadriceps muscle တွေကိုလည်းအလုပ်လုပ်ပြီးသားဖြစ်မယ်ပေါ့နော်အဲကြောင့်မလို့ဒီ lower body မှာဆိုလို့ရှိရင် glute ပါမယ်ပေါင်အရှိပေါင်နောက်ပါမယ်ပြီးလို့ရှိရင်ပေါင်မှာကြတော့စက်သားတွေကအကုန်လုံးစုစုပေါင်းဆိုလို့ရှိရင်အုပ်စုက3စုရှိတာဖြစ်တဲ့အတွက်အုပ်စုကြီးတစ်ခုမှာဆိုလို့ရှိရင်4 glute 5 glute ပါတယ်ပေါ့နော်အဲ့တော့ဒီ exercise တွေအားလုံးอ่ะပေါ့နော် muscle glute တွေအားလုံးကို overall နေတဲ့ထိရောက်မှုရှိအောင်လုပ်မှာဖြစ်တဲ့အတွက်ဒါတွေကပြီးတော့ drag compound တွေပိုများမယ်ပေါ့နော်အဲ့တော့ first one ဆိုလို့ရှိရင် hip thrust ပါမယ် knees ကကြတော့ပြီးတော့ပါလဲဆိုတဲ့ခါကျတော့ leg press ပါမယ် knees ဆိုလို့ရှိရင်ပါမလဲဆိုတဲ့ခါကျတော့ reverse lunge ပါမယ်ပြီးဆိုလို့ရှိရင်ပြီးတော့ပါမယ်ဆိုတော့ single leg press ပါမယ်ပြီးလို့ရှိရင် double leg press high stand leg press ပါမယ်low stand leg press နဲ့ကို mix လုပ်ပြီးတော့ alternate အနေနဲ့ပေါ့နော်အပေါ်တစ်ခုအောက်တစ်ခုချိန်ပြီးတော့လုပ်သွားမယ်ပေါ့နော်အဲဒါဖြစ်တဲ့အတွက်ပြီးလို့ဒီ exercise တွေအားလုံးကမရှိမဖြစ်ဒီ lower body အတွက်ဆိုလို့ရှိရင်အကုန်လုံးပါဝင်အောင်လုပ်ရမှာဖြစ်တဲ့အတွက်အရင်ကြီးပေါ့နော်စိတ်ထဲမှာများသွားတယ်ဆိုတဲ့ pressure ဖြစ်တယ်ဆိုလို့ရှိရင် sets တွေ rate တွေအားလုံးအောက်ကိုနှိပ်ချလိုက်မယ်ဆိုလို့ရှိရင်တော့အားလုံးအဆင်ပြေသွားမှာပေါ့နော်တကယ်လို့မဟုတ်ဘူးဒါတွေအားလုံးကကိုယ့်အတွက်အရင်ကို pressure များစေတယ်ဆိုလို့ရှိရင်တော့ short ချလိုက်ရတယ်ဒါတော့ depend on your fitness level ပေါ့နော် fitness level ပေါ်မူတည်ပြီးတော့ကိုကဒါကို short တိုးလုပ်ပြီးတော့လုပ်သွားလိုက်ရတယ်ပေါ့နော်အဲ့တော့ okay first နေနေဆိုလို့ရှိရင်တော့ပြီးကဒီ supplement နေနေဆိုလို့ရှိရင်တော့ဒီ BCA ကိုတောက်တယ်ပေါ့နော် BCA ပြီဆိုလို့ရှိရင်တော့ protein shake လေးပါတယ် protein shake လေးကကျတော့ပြီးမှတောက်မယ်ပေါ့နော်အဲ့တော့ first ကကျတော့ဒီ pre workout နေနေရော joint workout နေနေရော BCA ကိုပဲတောက်ပါမယ်ပေါ့နော်အဲ့ဒါမလို့ first ကကျတော့ပြီးတော့ warm up နေနေဆိုလို့ရှိရင်ဒီ warm up process forward lunge up twist ပုံစံမျိုးလေးတွေလုပ်သွားမယ်ပေါ့နော်အဲ့တော့ forward lunge up and twist ပုံစံမျိုးလေးတွေလုပ်သွားမယ် forward lunge up and twist forward lunge up and twist နော်ပြီးပြီဆိုလို့ရှိရင် wider and then narrower deep down okay ပြီးလို့ရှိရင် wider ပုံစံမျိုးနဲ့ပြီးတော့ lateral ပုံစံမျိုးလေးတွေပေါ့နော်အဲ့တော့သွေးပူဖြစ်တဲ့အတွက်ဒီ static stretching နဲ့ dynamic stretching ပုံစံမျိုးလေးပြီးပြီဆိုလို့ရှိရင် hip opening လုပ်မယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ဟိုဘက်ကိုပြန်ပြီးတော့ပြန်ဆွဲထုတ်မယ်ဒီကိုပြန်ရှူသွင်းပြန်မှုတ်ထုတ်ပြန်ရှူပြန်မှုတ်ထုတ်မှာပေါ့နော်ပြီးပြီဆိုလို့ရှိရင်တော့ပြီးတော့ deep squat down and kind of body twist ဘယ်ညာပေါ့နော်ဘယ်ညာဟိုဘက်ဒီဘက်အဲ့လိုပုံစံမျိုးလေး mobility လေးတွေနော် hip opening လေးတွေပြီးတော့ this dynamic stretching ပုံစံမျိုးလေးတွေ square jumping ပုံစံမျိုးလေးတွေလုပ်ပြီးပြီဆိုလို့ရှိရင်တော့ဒါသွင်းဖို့ဆက်ပြီးပြီပေါ့နော်ပြီးဆိုတဲ့အတွက်ပြီးတော့ဒီ first one exercise နေနေဆိုလို့ရှိရင် hip thrust နဲ့ဆက်မှာဖြစ်တဲ့အတွက် hip thrust exercise ကိုပတ်လိုက်ကြပါပေါ့နော်အဲ့တော့ fitness ကကြတော့ဒီ benefit ဘယ်နဲ့ကြော့ဆိုတာကြတော့we have fitness level နဲ့ပဲဆိုင်တဲ့ခါကျတော့ကိုက fitness level မြင့်တယ်ဆိုလို့ရှိရင်တော့ high weight ပေါ့နော် high volume ပုံစံမျိုးနဲ့တွားလို့ရတယ်မဟုတ်ဘူးကို fitness level က medium level မှာရှိတယ်ဆိုလို့ရှိရင်တော့ moderate ပုံစံမျိုးနဲ့ low level မှာရှိတယ်ဆိုလို့ရှိရင်တော့အလေးအသေးနဲ့ပေါ့နော်ကိုရဲ့ကျမခံနိုင်ရရှိတဲ့တန်းရှင်းခံနိုင်အားရှိတဲ့တလောက်ပဲလုပ်ပြီးတော့လုပ်သွားလိုက်ရတယ်ကျန်တဲ့ဟာတွေကိစ္စမရှိဘူးဟိုငါဘယ် level မို့လို့ဘာမလုပ်နိုင်ဘူးဆိုတာ is it doesn't matter ပေါ့နော် is it don't care ဘာမှပြောဆိုင်စရာမလိုဘူးအဲ့တော့ဆက်လက်ပြီးတော့ first exercise နေနဲ့ hip thrust ကိုဆက်ပြီးတော့လုပ်ဆောင်လိုက်ရအောင်နော်အဲ့တော့ let's go
set ပြီးပြီဆိုတော့4က second set ပေါ့နော် second round မှာဆိုလို့ရှိရင်ပြီးတော့40 kg စီတော့တယ်အဲ့တော့ total 20တိုးလိုက်တယ်ပေါ့နော်20တိုးပြီဆိုလို့ရှိရင်ပြီးကတာကို15ခေါက်ရအောင်လုပ်မယ်ပေါ့နော်အဲ့တော့အခုဆင်းလို့ရှိရင်လေးမှုထုတ်ထားမယ်ပြီးရင်တိမ်မကြက်သားနဲ့ပေါ့နောက်ကြက်သားတွေကိုတစ်ခါတည်းကြည့်မိအောင်လုပ်မယ်ညှိမယ်ပေါ့နော်ပေါ်တက်လာလို့အဲ့တော့အခုဆင်းသွားတဲ့အချိန်မှာ rate of motion က slowing down ပေါ်တက်လာတဲ့အချိန်မှာလေကိုရှစ်သွဲပြီးတော့ခါနဲ့ပြန်ဆွဲတိုက်မယ်ပေါ့နော်ဒါကြောင့်မလို့စပြီးတော့လုပ်လိုက်ရအောင်reverse last ကိုလုံးတော့မယ်ဆိုလို့ရှိရင်ဘာအောက်ကိုဝင်မယ် high bar နေထားမှနေပြီးလို့ရှိရင်ပြီးတော့ညာဘက်ကိုဆက်ချက်ဆိုလို့ရှိရင်ညာဆက်ချက်ဆိုလို့ရှိရင်တော့ဘယ်တင်မကြတာနဲ့ပေါ်မတက်ရလာတဲ့အချိန်မှာပေါင်ကျွတ်သားတွေကိုအားဆိုင်ပြီးတော့ထားမယ်ပေါ့နော်ဆင်းသွားရင်တင်မပြန်တက်လာရင်ပေါင်လုံးဆင်းသွားရင်တင်မပြန်တက်လာရင်ပေါင်လုံးပုံစံမျိုးလေးနဲ့မဆန်တစ်ခုစလုံးထိမိကြည့်သွားအောင်တခါတည်းလုပ်မှာဖြစ်ပါတယ်အဲတော့ဆင်းသွားလို့ရှိရင်တော့ breathe in from the abdominal muscle breathing ပေါ့နော်ပြီးပြီဆိုလို့ရှိရင်တင်မကိုညှင်ပြီးလို့ရှိရင်ပြန်တက်လာရင်လူးလေးကို external rotation ပြင်ကိုထွက်ထားတဲ့အနေထားနဲ့ပေါင်လုံးလေးကိုညှင်ပြီးတော့ပြန်ထလိုက်မှာဖြစ်ပါတယ်အဲတော့ reverse lunge လေးကိုလုပ်လိုက်ရအောင်တရား exercise အနေနဲ့ဆိုလို့ရှိရင်ပြီးတော့ left
together plus ပေါ့နော် let together plus ဆိုရှင်ပြီးတော့ low plus ပေါ့နော်ဟိုကကြတော့တင်မောင်းအာရုံဆက်ပြီးတော့လုံးမဲ့ let plus ပေါ့နော်အဲ့ဒါမလို့ gluteus maxima ကိုအာရုံဆက်ပြီးတော့တွန်းချလာမှပြီးတော့ဖြည်းဖြည်းလေးပြန်တွန်းတယ်နော်အဲ့တော့ကျွန်တော်နှစ်ဖက်ဒီတင်မောင်းကြံလေးပဲချင်းလေးထားမယ်ပြီးပြီဆိုလို့ရှိရင် low place မှာအောက်မှာထားမယ်ပြီနော်လေးကိုမှုတ်ထုတ်ထားရှူသိမ်းပြီးတော့ပြန်တွန်းတင်ရမယ်နော်အဲ့တော့မှုတ်ထုတ်ထားရှူသိမ်းပြီးတော့ညှင့်ရတော့တယ်မယ်နော်ကြက်ကောင်းညှင့်ပြီးတော့ပြန်တွန်းတင်မယ်ညှင့်ပြန်တွန်းတယ်နော်အဲ့တော့ဆင်းလာမယ်ညှင့်ပြန်တွန်းတယ်နော်โอเคဆင်းလာမယ်ညှင့်ပြီးတော့ပြန်တွန်းတင်မယ်โอเคကြက်သားဆင်းလာမယ်ညှင့်ပြီးပြန်တွန်းတင်မယ်โอเคအဲ့တော့ let's together let's go လုပ်လိုက်ရအောင်လေး exercise နေနေတော့ပြီးတော့ခုန leg plus ကိုမှာ single leg plus ပေါ့နော် single leg plus ဆိုလို့ရှိရင်ကိုထားမဲ့နေရာတစ်ခုရဲ့ဘေးနားလေးမှာအလဲမှာခုနလိုအလဲမှာမထားဘဲနဲ့ဘေးနားကိုထွက်လာမယ်အဲ့ဒီဆိုလို့ရောက်တစ်ဖက်တည်းနဲ့ဆင်းလာပြီးတော့ဖြည်းဖြည်းလေးပြန်ကံမှာပေါ့နော်ဟုတ်တော့အရှိတော့ဖြည်းဖြည်းလေးပြန်ကံဟုတ်တော့ဆိုဒီလိုမျိုးတော့ဝတင်မနဲ့ပြန်ကံရင်ပေါင်နဲ့ပြန်ကံဆင်းလာရင်တင်မစီကိုဆင်းလာခိုင်းပေါင်နဲ့ပြန်ကနော်အဲ့လိုပုံစံမျိုးလေးနဲ့ကြောသားနှစ်ခုစလုံးထိအောင်လုပ်မယ်ဆင်းမယ်တင်မနဲ့ဆင်းလာပေါင်နဲ့ပြန်ကโอเคပြီးတော့တစ်ဖက်မခံနိုင်တော့ဘူးဆိုတော့တစ်ဖက်ကိုပြောင်းလိုက်လို့ရတယ်ကိစ္စမရှိဘူးပင်မပေါင်တူပင်မရီโอเคမခံနိုင်တော့ဘူးနောက်တစ်ဖက်ကိုပြောင်းမယ်
နောက်ဆုံးအနေနဲ့ကျတော့ပြည်တို့ကဒီ lab car machine လေးနဲ့အဆုံးသတ်လိုက်မယ်ပေါ့နော်အဲ့တော့မောင်နှောင်းချက်ပါ hamstring ချက်ပါရင်ပြည်တို့ဘန်းနေအောင်လုပ်ကြမယ်โอเคပြီဆိုရင်အလေးကိုကျတော့ပြည်ရ25 25 ကီလိုထည့်လိုက်မယ်ပေါ့နော်ဒီလိုဆိုလို့ရှိရင်နော်တင်မကြက်သားနဲ့ပေါင်နှောင်းကြက်သားတွေအာရုံဆက်ပြီးတော့အနောက်ကိုတောင်းထားမယ်လူကတင်မလေးကခုံနဲ့ခွာထားပြီးတော့ရှေ့နည်းနည်းလေးထွက်ထားမယ်ပေါ့နော်အဲဆိုလို့ရှိရင်တော့ကိုရဲ့တင်မကြက်သားနဲ့ပေါင်နှောင်းကြက်သားတွေကိုအာရုံဆက်ပြီးတော့တောင်းထားလိုက်တဲ့အချိန်မှာအနောက်ကိုညှိထည့်ထားပြီးတော့ဖြည်းဖြည်းလေးပြန်ထွက်လာနော်တောင်းထားတာဖြည်းဖြည်းလေးပြန်ထွက်လာအနောက်ထိညှိထည့်မယ်ဖြည်းဖြည်းပြန်ထွက်လာမယ်အဲမဲ့ခါနာမတတိထားနော်အဲတော့ခါကိုအာရုံဆက်ပြီးတော့အရန်ကြီးမညှိမိစေနဲ့ပေါ့နော်အဓိကတော့ဒီမှာကျတော့အာရုံဆက်လေးလေးရှိသိမ်းထားဖြည်းဖြည်းပြန်ထွက်လာအလေးကိုမနိုင်တဲ့ဝေါ်အများကြီးမထမ်းမိစေနဲ့ပေါ့နော်အဲ့လိုပုံစံမျိုးလေးထမ်းမယ်ပြီးရင်ညှင့်ထည့်ထားဖြည်းဖြည်းလေးပြန်ထက်လာညှင့်ဖြည်းဖြည်းညှင့်ပြန်ထက်လာညှင့်ထားပြန်ထက်လာโอเค